အားလုံးမင်္ဂလာပါဗျအဲ့တော့ stock share တွေကိုဘယ်လိုဝယ်ရမလဲဆိုတာစိတ်ဝင်စားတဲ့လူတွေများတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုဆက်ပြီးတော့လုပ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော် stock share ဝယ်မယ်ဆိုရင်ဘယ်လိုဝယ်မလဲဆိုတာခဏထားဘယ်နိုင်ငံက stock share တွေကိုအရင်ဝယ်မှာလဲပေါ့နော်ဒါကိုအရင်ဆုံးစဉ်းစားဖို့လိုပါတယ်အဲ့တော့ကျွန်တော်အတွေ့အကြုံပေါ့နော်ကျွန်တော်အတွေ့အကြုံဆိုတာဒါက6နှစ်9နှစ်လောက်ရှိခဲ့တယ်ကျွန်တော်ရဲ့အတွေ့အကြုံပေါ့နော်အတွေ့အကြုံအခြေခံပြီးတော့မြန်မာနိုင်ငံသားတွေကို recommend ပေးရမယ်ဆိုရင် US store တွေ Thai store တွေတရုတ် store တွေ foreign store တွေခဏထားတာပါကိုမြန်မာနိုင်ငံကရန်ကုန် stock exchange က store တွေကိုပဲအရင်ဆုံးစမ်းပြီးတော့လုပ်ပါတချို့ကတော့ပြောမှာပေါ့ခင်ဗျာရန်ကုန် stock exchange ကဘာမြတ်တာမှလို့လေတကယ်ကမြတ်တယ်ကျွန်တော်လည်းရောင်းဘူးကမြတ်ထားလိုက်မြတ်တာမမြတ်တာကိုကျွန်တော်မပြောဘူး risk ကိုအရင်စဉ်းစားပါနော်အခုကျွန်တော်မကြားချင်မှအစုံပဲဟို line ပေါ်မှာလည်းတင်တန်းဘောင်းစုံပဲဒါပေမဲ့ကျွန်တော်တခြားတင်တန်းတွေပါတွေတော့ကျွန်တော်မပြောတော့ဘူးဗျာပေါ့နော်အကောက်ဖွင့်ဖို့ခေါ်တဲ့လူတွေလည်းကျွန်တော်တော်တော်များများတွေ့ရတယ်ဒါပေမဲ့သူတို့လည်းကျွန်တော်မပြောဘူးဒါပေမဲ့အားလုံးသိစေချင်တာကကျွန်တော်တို့ရဲ့ငွေကပြပဒီ broker တစ်ခုမှရောက်နေမှာပေါ့နော်အဲ့ဒါနဲ့ကိုယ်နိုင်ငံက broker မှာ broker ဆိုတာမြန်မာနိုင်ငံအစိုးရကတရားဝင်အတိအမှတ်ပြုထားတော့ broker မှာကိုယ်ငွေရှိနေတာ ਨੇ ဘယ်ဟာကပို့ပြီးတော့စိတ်ဖြစ်လဲဒါကိုယ့်ကိုပထမဆုံးတစ်ချက်စဉ်းစားဖို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီ stock share တွေစဝယ်မယ်ဆိုရင်ကျွန်တော်အမြဲ recommend ပေးတယ်ကိုယ့်နိုင်ငံကဒီရန်ကုန် stock exchange က stock တွေဝယ်စပြီးတော့စမ်းဝယ်ကြည့်ပါအကျိုးမြတ်ရှာတာမရှာတာကိုနောက်မှစဉ်းစားကျွန်တော်ဆိုလိုချင်တဲ့တဘောတရားက education ပေါ့ကိုယ့်နိုင်ငံက stock တွေကိုကောင်းကောင်းဝယ်ရောင်းလုပ်တတ်သွားမယ် software သုံးပုံသုံးပြီးနားလည်သွားမယ်ဟုတ်လားငွေအလွှဲအပြောင်းလုပ်ပုံလုပ်နည်းတွေနားလည်သွားမယ်ဆိုရင်ခင်ဗျားတို့ခုနကပြောတဲ့ US store လို့ပါလို့လုပ်ချင်တော့ဆက်လုပ်ရတယ်အဆင်ပြေတယ်ဘာဖြစ်လို့ကိုယ့်နိုင်ငံက store တွေ risk တော်တော်နည်းတယ်စကန်လိုရစရာအကြောင်းလည်းမရှိဘူးเนาะနိုင်ငံတော်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာအကုန်လုံးရှိပြီးသားအစိုးရတရားဝင်ခွင့်ပြုထားတဲ့ငွေကြေးကိုပဲသုံးရတာမြန်မာကျပ်ငွေနဲ့ပဲကျွန်တော်တို့ငွေထည့်တယ်ရလာတဲ့အကျိုးအမြတ်တွေเนาะဒီ share တွေကိုပြန်ထုတ်ချင်တယ်မြန်မာကျပ်ငွေနဲ့ပဲကျွန်တော်တို့ပြန်ထုတ်ရတာเนาะနောက်ပြီးတော့မြန်မာငွေထောင်ကနန်းနဲ့စလို့ရတယ်ခင်ဗျားတို့ဒီနိုင်ငံခြား store တွေဆိုတာဒေါ်လာဘယ်လောက်ရှိမှတော့ပါလို့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံက store တွေကမြန်မာငွေထောင်ကနန်းလောက်နဲ့စလို့ရတယ်ပေါ့နော်အဲ့တော့ဟိုအကောက်ဘယ်လိုဖွင့်ရမလဲပေါ့ဘယ်လိုဖွင့်ရမလဲဆိုရင်ကျွန်တော်တို့ဒီရန်ကုန် stock exchange ကကုမ္ပဏီတွေရှိတယ်ကိုကဥမာ FMI ကုမ္ပဏီရဲ့ share ကိုဝယ်ခြင်းတယ် share ဝယ်တယ်ဆိုတာရှင်းရှင်းပြောရင်ကျွန်တော်တို့ကအဲ့ကုမ္ပဏီမှာကျွန်တော်တို့က share ထည့်လိုက်တာပေါ့ဗျာဆိုတဲ့တဘောတွေကကျွန်တော်တို့ကအဲ့ FMI ကုမ္ပဏီရဲ့ share တစ်စောင်ဝယ်လိုက်ရင်အဲ့ share တစ်စောင်နဲ့ညီမျှတော့ကုမ္ပဏီပိုင်ရှင်ဖြစ်သွားတယ်ကျွန်တော်တို့က owner ဖြစ်သွားတာနော်သိလားဟိုကြွယ်လို့ရတာပေါ့ဗျာခင်ဗျားဘာလဲဆိုတော့ကျွန်တော် share holder လေး FMI ကုမ္ပဏီရဲ့ share holder လေးတကယ်ကတော့အဲ့သူ့ရဲ့ share ဝယ်လိုက်ရင်ကိုတစ်စောင်ဝယ်လိုက်ရင်တစ်စောင်နဲ့ညီမျှတော့ share ပိုင်ရှင်ဖြစ်သွားတယ်ကုမ္ပဏီပိုင်ရှင်ဖြစ်သွားတယ်ဒါကတော့ကျွန်တော်တကယ်သင်တန်းနေကြမှာပဲကျွန်တော်အများကြီးပြောပြလို့ရမယ်ဒီမှာဗီဒီယိုကမိနစ်အကန့်တက်ရှိတော့အများကြီးမပြောတော့ဘူးအဲ့တော့ကျွန်တော် FMI ကုမ္ပဏီရဲ့ share ကိုဝယ်ခြင်း FMI ကုမ္ပဏီမှာတော့ဝယ်လို့မရဘူးရန်ကုန် stock exchange မှာသူတို့က listed လုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကရန်ကုန် stock exchange မှာဝယ်ရမယ်ဒါဆိုရန်ကုန် stock exchange မှာဓာတ်ရိုက်ဝယ်လို့ရလားဆိုတော့လို့မရဘူးဂျားခံ security company လို့တယ်အခုကျွန်တော်တို့ line ပေါ်မှာတွေ့နေရတဲ့ broker ပေါ့ဗျာbroker ပေါ့US store တွေဝယ်မယ်ဆိုရင်ဘယ် broker နဲ့ဝယ်မှာလဲပေါ့အဲ့လိုပဲကျွန်တော်နိုင်ငံမှာလဲ broker ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့ broker လို့ခေါ်မဲ့အစား security company ငွေချေးတက်တိခံလက်မှတ်ပေါ့နော်အဲ့ company ပေါ့အဲ့ company လို့ခေါ်တာပေါ့ security company ဆိုတာပေါ့မှာကျွန်တော်တို့ကအကောက်တော့ဖွင့်ရတာ broker လို့ပြောလဲရပါတယ်အမှန်တော့အတူတူပဲပေါ့နော်အဲ့မှာအကောက်တော့ဖွင့်ရတယ်အဲ့တော့အဲ့ဝန်ဆောင်မှုပေးနေတဲ့ company တွေအများကြီးရှိတယ်ပေါ့နော်ဟိုမှာ Air Trust Security တို့ CB တို့ပေါ့နော်အဲ့လိုမျိုးတွေပေါ့နောက် KBZ လည်းပေးပါတယ်ပေါ့နော်အဲ့လို security company တွေမှာတွားပြီးတော့အကောက်ဖွင့်ရတယ်အကောက်ဖွင့်ပြီးအကောက်ရလာပြီဆိုတော့မှကျွန်တော်တို့ကအဲ့အကောက်ထဲကိုငွေထည့်အဲ့ခါကျရင်သူတို့ကကျွန်တော်တို့ application တုံးပုံတုံးပြီးစာရွက်တွေပဲအကုန်ပေးတယ်ကျွန်တော်တို့ကအဲ့ဒါလေးကိုကြည့်ပြီးတော့ဝယ်ရုံပဲတကယ်လို့ကမဝယ်တော့ဘူးဆိုလည်းသူတို့ကိုဖုန်းလမ်းဆက်ပြီးတော့ဒီနေ့ကတော့ best store တွေဘယ်ဈေးရရင်ကျွန်တော်တို့ကဝယ်ပါမယ်best store တွေကတော့ကျွန်တော်ဘယ်ဈေးရရင်တော့ကျွန်တော်တို့ရောင်းထုတ်လိုက်ပါမယ်သူတို့လှမ်းပြီးတော့ဖုန်းဆက်ပြီးလုပ်ခိုင်းတယ်ရပါတယ်ပေါ့နော်အဲ့လိုမျိုးပါအဲ့တော့ကျွန်တော်တို့ကပြန်ပြောမယ်
public company တခုပေါ့နော် listed လုပ်ထားတဲ့ public company တခုရဲ့ share ဝယ်ခြင်းအဲ့ company ကိုတိုက်ရိုက်တော့ဝယ်လို့မရဘူးဒါဆိုအဲ့ company ဒီဘက်မှာ listed လုပ်ထားတယ်ရန်ကုန် stock exchange မှာ listed လုပ်ထားတယ်ဒါဆိုရန်ကုန် stock exchange မှာဝယ်လို့ရတာဆိုတော့မရဘူးကျွန်တော်ခြားခံ security company တခုမှာကျွန်တော်တို့အကောက်ဖွင့်ရတယ်အဲ့တော့ security company တွေရှိပါတယ်เนาะအဲ့ဒီမှာကိုကြိုက်တာကိုဖွင့်ပါအဲ့တော့ကျွန်တော်ကတော့ဗမာဖွင့်ခဲ့တယ်ဆိုတော့ကျွန်တော်ကတော့ဒီ AR Trust Security company မှာကျွန်တော်ဖွင့်ခဲ့တယ်ဗမာတော့ဖွင့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဟို AR ဘန်ခွဲတော်များများမှာဖွင့်ပေးတယ်ဗျကျွန်တော်ကတော့ဓာတ်ရိုက်ဒီမြို့တော်ခမ်းမပေးရန်ကုန်မြို့တော်ခမ်းမပေးမှာအဲ့သူရဲ့ company ရုံးချုပ်ရှိတယ် AR Trust Security ဝင်လိုက် A နေရာပဲမှာ AC ပဲကိုယ့်ဟိုဖွင့်လို့ရတယ်ပေါ့ဘန်မှာဆိုရင်လည်းအလုပ်ရှုပ်တယ်ဗျာဘန်မှာဆိုရင်လည်းအလုပ်ရှုပ်ရဆိုတော့ဘန်ဝင်ထမ်းနဲ့သူဘန်ကိစ္စတွေဘာတွေနဲ့ဆိုတော့ဒီဘက်ကိုကျွန်တော်တို့အချိန်ပေးဖို့တိတ်သူတို့မှလည်းမအားဘူးပြီးတော့အချိန်ပေးစောက်ရတာပေါ့ဗျာကြာတယ်ပေါ့ဗျာကိုအဲ့လိုမျိုးမစောက်နိုင်ဘူး AC ပဲကိုသိချင်တာလေးတွေမေးမယ်တိတယ်မလားဒီတိုင်းလေး AC လေးနဲ့ပေါ့နော်ဟိုအကြာကြီးလည်းမစောက်ချင်ဘူးဆိုရင်တော့ဒီရန်ကုန်မှာဆိုရင်ဒီမြို့တော်ခမ်းမဘေးမှာ AR ဘန်ရှိတယ်အဲ့ AR ဘန်မှာကျွန်တော်တို့ဒီ AR Trust Security ဆိုပြီးတော့အဲ့ဟိုဘယ်လိုလဲရုံးခန်းပုံစံပေါ့နော်တခုတွေ့ပါလိမ့်မယ်တတိထားကြည့်ပါတွေ့ပါလိမ့်မယ်အဲ့မှာကျွန်တော်တို့ကတော့ဖွင့်တာပေါ့နော်အဲ့အနေဖွင့်ပြီးတော့မှတို့ကနေပြီးတော့ဒီ pamphlet တွေပေးတယ်ပေါ့နော် pamphlet တွေပေးတယ်ဘယ်လိုလုပ်ရမလဲပေါ့နော်ဘယ်လိုဝယ်ရမလဲပေါ့အဲ့ဒါတွေအကုန်လုံးရှင်းလင်းချက်တွေပါတယ်ပေါ့နော်ကျွန်တော်တို့စလုပ်တော့လုံးဝအသေးစိတ် detail ပြောထားတာတွေ့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်ဟိုတစ်စိကောင်းခွန်ကဘလောက်တို့ဘာတို့ပေါ့နော်အဲ့မျိုးတွေပါအဲ့တော့လေးလာကြည့်ပြီးတော့ဝယ်ကြည့်ပါနော်ဟိုတကယ်ဒီ stock share ကိုစိတ်ဝင်စားရင်အဲ့တော့ဝယ်ကြည့်ပါဆိုတော့လေအဲ့မှာတွေ့ကြရကောက်ဝယ်လို့တော့မရဘူးဒါပေမဲ့ကိုကအစာပိုင်းမှာဆိုရင်တော့ဝယ်ရတယ်ဘာမှမဖြစ်မြန်မာငွေ1000ခန်းလောက်ပဲကျော်0မဖြစ်တော့ဘူးတေးကြတာပေါ့နော်ကုမ္ပဏီ day wire ခံသွားရင်တော့ဖြစ်တော့မှာပေါ့နော်ကုမ္ပဏီ day wire မခံမချင်းတော့ခင်ဗျားရဲ့ဒီ share စီက0မဖြစ်တော့ဘူးเนาะအဲ့တော့တချို့ share တွေဆိုမြန်မာငွေ4000လို့ပါလို့ဒီလောက်ပဲရှိတာပေါ့နော်အဲ့တော့စမ်းပြီးတော့ဝယ်ပါကျွန်တော်တို့ကကြတော့ဘာလုပ်လဲဆိုတော့ဒီ financial statement တွေကိုဖတ်ပြီးတော့ analyze လုပ်တယ် analyze လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီ criteria တွေရှိတယ်အဲ့ဒါနဲ့ကိုက်ညီတဲ့ company တွေကိုပဲကျွန်တော်တို့ကရွေးပြီးဝယ်လေးရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ကျွန်တော်သင်တန်းမှာအကုန်သင်ပေးပါတယ်เนาะ company တစ်ခုကိုဝယ်မယ်ဒီ company ကရေရှည်မှာအကျိုးမြတ်ရှိလားမရှိလားနောက်ပြီးတော့ကျွန်တော်ဒီ page ထဲက video တွေကိုပြန်ရှာကြည့်ပါเนาะပြန်ရှာကြည့်ပါအဲ့မှာတချို့ video တွေတွေ့ပါလိမ့်မယ်ကျွန်တော်တချို့ company တွေကိုကျွန်တော်လွန်ခဲ့တဲ့လပေါင်းများစွာထဲက analysis လုပ်ထားတယ်အဲ့ company ရဲ့ share တွေကအခုချိန်မှာတော်တော်ကြီးကိုထောင်တက်သွားပြီကျွန်တော်ဘယ်အချက်လက်တွေကိုကြည့်ပြီးတော့ဒီ company ကိုဝယ်သင့်လဲဆိုဒါမျိုးတွေကျွန်တော်ဆုံးဖြတ်ခဲ့တဲ့ဟာတွေရှိပါတယ်ကျွန်တော်ဒီ page ထဲမှာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ပြောချင်တာကခုနကပြောတဲ့ဟို US store တွေဘာတွေညာတွေခဏအတာထားပါကိုယ်နိုင်ငံက store တွေကိုပဲအရှောင်းဝယ်လုပ်တတ်အောင်ရှင်လုပ်ပါနော်အရောင်းဝယ်လုပ်တယ်ခင်ဗျာအမြတ်ပြန်းတာတွေအမြတ်မကျန်းတာတွေကျွန်တော်စိတ်ဝင်စားဘူးကျွန်တော်အဲ့ဒါကြီးလာမပြောနဲ့ကျွန်တော်လည်းသိတယ်ကျွန်တော်လည်းသိတယ်ကျွန်တော်ကိုယ်တိုင်နဲ့အဲ့ဟာတွေမလုပ်ဘူးတဲ့လူတွေမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်လည်းသိတယ်ဒါပေမဲ့ကိုလူတွေဆုံးရှုံးမှုမဖြစ်အောင်ပေါ့ဗျာဆုံးရှုံးမှုမဖြစ်အောင်ဒီနောက်စကန်မခံရအောင်เนาะနောက်ပြီးတော့ဒီအခြေခံအကျဆုံးနဲ့ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေ့လာလို့ရတယ်ကိုယ်နိုင်ငံမှာဒီ platform ကြီးတစ်ခုလုံးရှိနေတဲ့ဟာကိုတခြားဟာအရင်မလုပ်ပါနဲ့เนาะလုပ်လို့တော့ရတယ်ဒါတော့ comment ရဲ့ choice ဒါပေမဲ့ကျွန်တော်ရဲ့ suggestion ကတော့ risk နေတဲ့ကိုယ်နိုင်ငံဟာပဲလုပ်ပါ legally ရတယ်တရားဝင်တယ်เนาะတရားဝင်တယ်ခြားဟာတွေဆိုတရားမဝင်ပါညာကျွန်တော်ဆိုလိုချင်တာတော့မဟုတ်ဘူးဒါပေမဲ့ဒီရန်ကုန် stock exchange က store တွေကိုဝယ်တာရောင်းတာဒီမြန်မာကျပ်ငွေနဲ့ပဲဝယ်ရောင်းရတာဖြစ်တယ်အဖွဲ့အစည်းတွေကုမ္ပဏီတွေကလည်းအစိုးရအတိအမှတ်ပြုထားတာ exchange ကလည်းမြန်မာနိုင်ငံအစိုးရအတိအမှတ်ပြုထားတာเนาะခင်ဗျားတို့ငွေလွှဲပြောင်းမှုရတယ်မြန်မာကျပ်ငွေနဲ့ဖြစ်တယ် broker ကုမ္ပဏီကလည်းအစိုးရရဲ့အတိအမှတ်ပြုကုမ္ပဏီတွေဖြစ်တယ်เนาะအဲ့ဒါကြောင့်မို့အဲ့ကပဲစကြည့်ပါပြီးခင်ဗျားတို့တဖြည်းဖြည်းနားလည်လာပါလိမ့်မယ်ဘယ် step တွေကိုသွားရမယ်ဆိုတာပေါ့เนาะโอเคပါအဲ့တော့ကျွန်တော်တို့ဒီ stock share နဲ့ပတ်သက်ပြီးတော့ဒီတင်နန်းတွေဘာတွေလေ့လာခြင်းလဲဆိုရင်ကျွန်တော်ဖွင့်ပေးထားပါတယ်เนาะအဲ့တော့ကျွန်တော်တင်နန်းမှာတော့ Yangon Stock Exchange မှာ stock တွေရလို့တော့မဟုတ်ဘူးပေါ့เนาะတကဘာလုံးက base stock ဖြစ်ဖြစ် global stock အားလုံးကိုလေ့လာလို့ရအောင်လုပ်ထားပေးပါတယ်တကယ်လို့များစိတ်ဝင်စားတယ်ဆိုရင်နောက်ဗီဒီယိုမှာဒီ US to Euro တို့ Asia stock တွေကိုမြန်မာနိုင်ငံကနေမထွက်ဘဲနဲ့ဘယ်လိုဝယ်လို့ရတယ်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်
ပြောပြပေးခြင်းပါတယ်အဲ့တော့စိတ်ဝင်စားရင်တော့ comment ပေးခဲ့ကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်မရှင်းတာရှိရင်လည်းလာမေးလို့ရပါတယ်ကျေးဇူးပါ